မင်္ဂလာပါအစီတာရတဲ့ဥဆောင်တဲ့ဘာဝီပုံနာကြီးရဲ့တပည့်16ဦးကိုမြတ်စွာဘုရားကမိခွန်းနေမိခွန်းပြုလိုက်တဲ့အခါမှာတူးစီမိခွန်းနေမေးကြတယ်။တရားကျင့်နေတဲ့ပုံကိုယ်ကြီးဖြစ်တဲ့အတွက်သူတို့မိခွန်းနေဟာတန်မှန်မဟုတ်ဘူးအစဉ်တန်းမြင့်ကြတယ်။လောကကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်ပြီးမိတဲ့မိခွန်းနေဖြစ်ကြတယ်။သူတို့ဟာတန်တရားဝဆင်းရဲကလွတ်ချင်ကြတယ်။တန်တရားဝဆင်းရဲရဲ့ဒုက္ခကိုသိတဲ့လောက်သိထားတယ်။ဒါကြောင့်အိုနာတိဒုက္ခဘေးကဘလို့လို့မြောက်ရမလဲဆိုပြီးတော့ရှာနေကြတဲ့ပုံကိုယ်တွေဖြစ်တယ်။အဲ့ဒါကြောင့်သူတို့မိခွန်းတွေကအိုနာတိဒုက္ခဘေးကလွတ်ရလွတ်ကြောင်းမိခွန်းတွေဖြစ်တယ်။မြတ်စွာဘုရားရှင်လက်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိုးတက်တဲ့ခေတ်မှာအိုချင်းနာချင်းတေးချင်းကလွတ်မြောက်တဲ့တရားကိုရှာကြတယ်။ဒီကနေ့ခေတ်မှာတော့ရုပ်ဝတ္ထုတွေဘက်ကိုဦးစားပေးကြတယ်။ရုပ်ဝတ္ထုတွေတိုးတက်ကြီးပွားလာတာနဲ့အမျှလူချင်းမှုလောဘတွေကြီးလာတယ်။မရတဲ့အခါမှာဒေါသတရားတွေကြီးပွားလာတယ်။တူးပွားလာတယ်။ stress တွေစိတ်ဖိစီးမှုတွေမြင့်တက်လာတယ်။ဗုဒ္ဓတရားတော်ကိုနာယူမှတ်သားပွားများအထောက်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာ stress ကို reduce လုပ်နိုင်တယ်။သင်္ခါရသဘောတရားတွေကိုဆင်ခြင်စဉ်းစားတတ်တယ်။တနေ့ကျရင်ဒါတွေထားခဲ့ရမှာပဲတကယ်ကတော့ဘာမှအကျိုးမရှိဘူးလို့ဆိုတဲ့ဟာကိုတော်တော်များများနှလုံးသွင်းတတ်တယ်။တနေ့ကျရင်ဒါတွေထားခဲ့ရမှာပဲဆိုတဲ့အတွေးဟာစိတ်ထက်ပေါက်ရသွားစေနိုင်တယ်။မြတ်စွာဘုရားကဟောတယ်အကြောင်းတရားကထုတ်လုပ်လိုက်တဲ့အကျိုးတရားတွေဟာဘယ်တော့မှမမြဲဘူးတဲ့အကြောင်းကဖန်တီးပြီးတော့လှုပ်ထားတာဖန်တီးပြီးတော့လှုပ်ထားတဲ့သင်္ခါရတရားတွေဟာဘယ်တော့မှမြဲတာမရှိဘူးတဲ့မမြဲတာတွေကိုမြဲအောင်လုပ်ဖို့ဘယ်သူကတတ်နိုင်မှာတော့ဘယ်တက်နိုင်မှာတုံးဆိုတဲ့အတွေးဟာ stress တွေကိုရှော့ချလိုက်တဲ့နည်းစနစ်တစ်ခုပဲဖြစ်တယ်။ထို့တဲ့အဆင့်မြအောင်ဆိုလို့ရှိရင်ဝိပဿနာကျင့်စဉ်တွေကိုကျင့်ပြီးတော့ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တယ်။အဲ့ဒီခေတ်ကလောဘဒေါသမောဟတွေကိုချိုးနှိမ်ဖို့စဉ်းစားပြီးအိုနာတိဒုက္ခဘေးတွေကလွတ်ပြီးတော့ထာဝရမြဲတဲ့အိုမနာမတေးရဘုံဘဝကိုရှာကျင်ကြတယ်။သူတို့စိတ်ထဲမှာဗြဟ္မဘုံဟာမအိုမနာမတေးရဘုံဘဝလို့ယူဆပြီးတော့ဗြဟ္မပြည်ကိုဥတည်ပြီးတော့ကျင့်ကြတယ်။အဲ့ဒီခေတ်ကဘာသာတရားအားလုံးလိုဟာဗြဟ္မပြည်ကိုဥတည်ပြီးကျင့်တာပဲဖြစ်တယ်။ဗြဟ္မကြီးကိုယ်တိုင်ကလည်းသူတို့မအိုမနာမတေးရဘုံဘဝလို့ယူဆတယ်။ဗြဟ္မကိုးကွယ်တဲ့လူတွေကလည်းအဲ့ဒီလိုပဲယူဆတယ်။ဒါကြောင့်ဘာသာတရားအားလုံးဟာဗြဟ္မပြည်ကိုဥတည်ပြီးတော့ကျင့်ကြတယ်။သူတို့ဒီလိုယုံကြတာဟာရန်ယုံတာတော့မဟုတ်ဘူး။တမရကျင့်စဉ်တွေကိုကျင့်ပြီးစိတ်ချင်းဆက်သွယ်လို့ရလာတယ်။ဗြဟ္မာတွေနဲ့စိတ်ချင်းဆက်သွယ်လာနိုင်တယ်။ဗြဟ္မာဘုံဘဝရဲ့တက်တန်းကိုကြည့်တဲ့အခါမှာတက်တန်းကအရန်ရှည်တဲ့အတွက်တေခြင်းကိုမမြင်နဲ့မအိုမနာမတေရဘုံဘဝလို့ထင်ပြီးတော့အဲ့ဒီဗြဟ္မာဘုံကိုဥတည်ပြီးတော့ကျင့်ကြတာဖြစ်တယ်။အစိတယတိတို့ဟာလည်းပဲထိုခေတ်ကခေတ်ပညာဖြစ်တဲ့ဝိဒါကျမ်းကိုနှံ့နှံ့ဆက်ဆက်ကျွမ်းကျင်တက်မြောက်တယ်။အဲဒါကြောင့်သူတို့ဟာဗြဟ္မာဆိုတာကိုသိတယ်။ဗြဟ္မာပြည်ရောက်အောင်ဘယ်လိုကျင့်ရမလဲဆိုတာကိုသိတယ်။အဲ့ဒါကြောင့်သိတဲ့အတိုင်းလဲကျင့်ကြတယ်။ကျင့်တဲ့အတိုင်းလဲအောင်မြင်ကြတယ်။ဒါပေမဲ့သူတို့လိုချင်တဲ့မအိုမနာမတေရကိုရောက်ဖို့ဆိုတာတော့လမ်းမဆုံးသေးဘူး။အဲ့ဒီခေတ်ကဘာသာတရားခေါင်းဆောင်တွေအများအပြားရှိတယ်။သူတို့ရဲ့နောက်လိုက်တွေကလည်းသူတို့ရဲ့ပန်းနိုင်ကိုတတ်မှတ်ပြီးတော့ကျင့်ကြံကြိုးဖို့အားထုတ်ကြတယ်။ဂျိန်းဘာသာဆိုလို့ရှိရင်သူတို့ရဲ့လမ်းဆုံးကတင်ညာအသိစိတ်လုံးဝချုပ်ငြိမ်းတဲ့ဘဝအတ္တညတဘုံကိုဥတည်ပြီးအားထုတ်ကြတယ်။အဲ့ဒါလိုပဲကိုယ်ပန်းနိုင်တဲ့ကိုအားထုတ်ကြတာဖြစ်တယ်။ဗုဒ္ဓဘာသာတွေကနိဗ္ဗာန်ကိုပန်းနိုင်ထားတယ်လို့သူတို့လည်းသူတို့ပန်းနိုင်တဲ့သူတို့ကျင့်ကြံကြိုးဖို့အားထုတ်ကြတယ်။တရားအစစ်တွေကတမန်အားဖြင့်ကျင့်ရင်တော့အင်မတန်မြင်ကြတယ်။ဒါပေမဲ့သင်္ခါရတရားတွေလုံးဝချုပ်ငြိမ်းတဲ့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုစိုက်ထိနိုင်လောက်အောင်တော့သူတို့အကျင့်တရားတွေကမပြည့်စုံကြဘူး။ဒါကြောင့်အဇိတယတိဥဆောင်တဲ့ယတိတွေဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာသူတို့ယင်တွေကမရှင်းလင်းတဲ့အချက်တွေသူတို့လိုချင်တဲ့လိုအပ်နေတဲ့အချက်တွေကိုမေးမြန်းကြတာဖြစ်ပါတယ်။